hero တဲ့လက်ပူကတာမန်လူသားဘဝကနေနဖျားစွမ်းနေဘလို့ရလာတာလေဟုတ်ပြီဒါကိုမပြောခင်မှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုစပြပြပါမယ်အင်ဒိုနိုင်ငံကိုစားပြုထွက်ထားတဲ့ဂါရူဒါဆိုတဲ့ hero ရဲ့အခုဖိလစ်ပိုင်ကိုစားပြုထွက်လာတဲ့လာပူတို့ရဲ့ origin တွေကဆက်ဆက်မှုရှိနေပါတယ်အဓိကကတော့အာဇူရီယာကြောင့်ပါကျွန်တော်လုပ်ပြီးတဲ့ဂါရူဒါရဲ့ background story video လေးကိုကြည့်ထားရင်တော့အာဇူရီယာကဘာလဲဆိုတာသိမှာပါကျွန်းငယ်လေးတွေစုပေါင်းထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အာဇူရီယာမှာဒီ hero နှစ်ယောက်လုံးကရှိနေပါတယ်ဒါပေမဲ့ဖြစ်တည်ပုံချင်းကတော့မတူပါဘူးဂါရူဒါကတော့ဆမ်ပူရာလို့ခေါ်တဲ့ကျွန်းရဲ့အဆောင်ရှောက်သားရဲ့ပါဒါပေမဲ့လပူကတော့နတန်လို့ခေါ်တဲ့ကျွန်းရဲ့ခေါင်းဆောင်ပါတာမန်လူပါပဲဆိုတော့ဒီမှာမေးစရာရှိမှာကလပူရဲ့နတန်ကျွန်းမှာရောအဆောင်ရှောက်သားရဲ့မရှိဘူးလားဆိုပြီးတော့ပါဆိုတော့ဖြေရမယ်ဆိုရင်အာဇူရီယာမှာအဆောင်ရှောက်မရှိခဲ့တဲ့တခုတည်းသောကျွန်းကဆမ်ပူရာပဲရှိတာပါအခုတော့ဂါရူဒါရောက်လာပါပြီအဲ့လိုပဲလပူရဲ့နတန်မှာကြတော့ဘာကူနာဝါလို့ခေါ်တဲ့ပင်လယ်မွေနှကားကြီးတစ်ကောင်ကစောင့်ရှောက်ပေးထားပါတယ်ပြန်ဆက်ရမယ်ဆိုရင်လပူကနဖျားစွမ်းတွေကိုရလာတာကဒီဘာကူနာဝါနဲ့လုံးဝသက်ဆိုင်နေပါတယ်သူတို့ရဲ့ကျွန်းကိုအနောက်ဘက်ကနေချဲ့သူတွေကလာကျူးကျော်တဲ့အချိန်မှာလပူကနတန်ကိုကာကွယ်ဖို့အတွက်စွမ်းအားတွေလိုအပ်လာပါတယ်ဆိုတော့ဒီမှာကျွန်တော်ဖျက်ပြောချင်တာကဒီအဖြစ်အပျက်ကတကယ်ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းကြောင်းကိုအခြေခံထားတာပါဒီအနောက်ဘက်ကနေချဲ့သူတွေကဘယ်သူတွေဖြစ်မလဲဆိုတာကျွန်တော်ရှာကြည့်ရတဲ့အခါမှာတော့ဖာဒီနန်မကန်လန်ဆိုတဲ့ပုံကိုသွားတွေ့ပါတယ်သူကဒီလပူရဲ့စီကြီးထဲမှာတုံးထားတဲ့တင်မောကြီးတွေနဲ့ကျူးကျော်တဲ့စပိန်စစ်တပ်ကိုဦးဆောင်ခဲ့တဲ့သူပါထူးခြားတာကဒီပုံကဖိလစ်ပိုင်နိုင်ငံကိုကျူးကျော်ရင်းစစ်ပွဲတစ်ခုမှာကြာဆုံးခဲ့တာပါဆိုတော့ဒီသမိုင်းကြောင်းကဒီလပူနဲ့ဆက်ဆက်မှုရှိနေနိုင်ပါတယ်ဒါကတော့ကျွန်တော်ဆက်ဆက်မိတာပေါ့နော်ကဲဆက်ရမယ်ဆိုရင်ဒီကြီးကျော်သူတွေကိုတိုက်ထုတ်ဖို့အတွက်လပူကသူ့ရဲ့ကျွန်းရဲ့အဆောင်ရှောက်ဖြစ်တဲ့ဘာကူနာဝါစီကနေစွမ်းအားတွေတောင်းခံမှုဖြစ်လာပါတယ်ဘယ်ရမဆိုအလကားမရနိုင်တာမို့လပူဟာဘာကူနာဝါနဲ့အပေးယူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်ဒါကတော့လပူကနဖျားစွမ်းအားတွေကိုရမယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့တဖြည်းဖြည်းနဲ့ကြောက်တုံးဖြစ်ကိုပြောင်းလဲသွားမှာပါဆိုတော့ဒီလိုပုံစံနဲ့အပေးယူပြုလုပ်ပြီးလပူကသူ့ရဲ့စွမ်းအားတွေနဲ့နတန်ကျွန်းကိုကာကွယ်ပေးခဲ့ပါတယ်အောင်မြင်ခဲ့ပါတယ်ကဲဒါကတော့လပူကဘယ်လိုမျိုးနဖျားအစွမ်းတွေရလာတာလဲဆိုတဲ့ story လေးပဲဖြစ်ပါတယ်brother အနေနဲ့နောက်ထပ်ရော online game ရဲ့ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဆရာမနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်